သူမကဒေလီပို့ရင်အမည်မသိလူတယောက်နဲ့ကိုဝင်ရသွားတဲ့အဲကြောင့်ဒီနေ့လေးဒေလီသွားဖို့နေရင်တက်လေခါမှာကလေးမွေးခဲ့ပါတယ်6နှစ်ကြာပြီးနောက်သူမကကလေးကိုဒေလီပို့ပြီးပြုစုဆောင်ရှောက်နေတယ်အဲချိန်မှာဒေလီပို့တာနောက်ကျသွား၍အရန်ဆိုးရင်စွာဖြင့်ပစ္စည်းသွားပေးတဲ့ချိန်ကမောက်ကမာနဲ့တထေးသားရဲ့ဖန်ခွက်တိုက်မိသွား၍သူမကအမြင်ပြန်တောင်းပန်လိုက်ပြီးသူထေးသားကိုသူမပို့တဲ့ဒေလီဝန်ဆောင်မှုကိုအရန်ကောင်းကြောင့်အမှတ်ပြပေးဖို့ပြန်တောင်းလိုက်၍တထေးသားလေးကိုပါတာကိုရေးယူပါဆိုပြီးပြော၍သူမကဖုန်းယူလိုက်တဲ့အခါဟိုဟာလုံနေတဲ့ဗီဒီယိုဖိုင်ကိုတွေ့၍နှစ်ယောက်စလုံးလန့်သွားတယ်အဲကြောင့်သူထေးသားကသူမကိုမင်းထင်တယ်လို့မဟုတ်ဘူးဆိုပြီးဖုန်းလူယူလိုက်တာနဲ့ဟိုဟာလုံတဲ့ချိန်သုံးတဲ့ကြိုးကိုပြန်တွေးလိုက်၍သူမကချင်းချင်းပဲတထေးသားကိုရေပက်လိုက်ပြီးနာဘူးကောင်စုပြီးအားရပါရဆူငေါက်လိုက်တယ်တကယ်တမ်းတော့တထေးသားရဲ့အဖေကအသက်ကြီးသွား၍ရီးစားမထားတတ်တဲ့သားကိုမိမအမြန်ယူခိုင်းစေခြင်း၍ပြင်ဆင်ပေးနေတာပါနောက်ဆုံးတော့သူမကတထေးသားကိုအထင်လွဲမိတာသိသွား၍ပြန်တောင်းပန်လိုက်တာနဲ့တထေးသားကသူမကိုမောင်းထုတ်လိုက်တယ်ပြီးတော့သူမကသားအတွက်အယုတ်ဝယ်ပြီးအိမ်ရောက်တာနဲ့သူမရဲ့အဖေနဲ့အငယ်မကရောက်ရှိလာပြီးသူမသားမီးနှစ်ယောက်ကိုကြိုက်တယ်လို့အနိုင်လာကျင့်ပြီးပတ်စံတွေလာတောင်းနေတယ်အဲကြောင့်သူမကတမျက်စိယူပြီးအဖေနဲ့အငယ်မကိုမောင်းထုတ်လိုက်ပါတယ်အဲချိန်မှာတထေးသားကလွန်ခဲ့တဲ့6နှစ်တုန်းကအတူမအိမ်မိခဲ့တဲ့ရိုးရိုးကိုလာရှာတော့အခါအငယ်မဖြစ်သူကတထေးသားအရန်ချမ်းသာနေတာကိုတွေ့တော့စိတ်ဝင်စားသွား၍အဖေကတထေးသားကိုမင်းရှာနေတဲ့ရိုးရိုးကအပေါ်မှာပါဆိုပြီးပြောပြမလို့လောက်တာနဲ့အငယ်မကတထေးသားကိုကျမကရိုးရိုးပါဆိုပြီးလိန်လိုက်၍ကလေးကိုလေအဖေလို့အမြန်ခေါ်ခိုင်းလိုက်တယ်သူမကတော့တားအတွက်မွေးနေ့ကျင်းပပေးနေတဲ့ချိန်လက်ထောက်လုပ်ဖို့အင်တာဗျူးဖြေထားတာအောင်သွားပြီးဆိုတာကြားရ၍တာမီနှစ်ယောက်ကအရန်ပျော်နေကြတယ်အငယ်အဖေကတော့တထေးသားရဲ့အိမ်ရောက်သွား၍အရန်ပျော်နေကြတယ်အဲချိန်မှာအငယ်မရဲ့ကလေးကတိတ်မုတ်ကိုယူပြီးအလုပ်သမားတွေကိုပြစ်ပြီးကစားနေတယ်အဲချိန်မှာအငယ်မကသားကိုမင်းရဲ့အဖေကကုမ္ပဏီတထေးဖြစ်တာကြောင့်ဒီအလုပ်သမားတွေကိုမင်းလုပ်ချင်တယ်လို့လုပ်လို့ရတယ်ဆိုပြီးခိုင်းလိုက်တယ်အဲချိန်မှာသူထေးသားကတော့တားကအဲ့လိုမျိုးကစားနေတာကိုတွေ့၍